စာရေးသူတကုံတာယာဝတ္ထုနံပင်မေအခန်း3ပဲခူးမြို့မတ်လ29ရက်နေ့အချစ်ဆုံးစီရီဒီကနေ့မနက်စိမ့်စိမ့်ဝါနေတဲ့လေတော်ဘက်စီကနေကလေးထွက်ပြူစာတိတ်တာယာနေတော့ပေါ့မိတပည့်မှ2ယောက်အပြင်လမ်းလျှောက်ထွက်တုံးသူတို့လည်းတော်တော်ကြာမှမို့အားတဲ့အချိန်ကလေးမှာစီစီကိုစာရေးလိုက်ရတာပဲမနက်စာစားပြီးရဲ့ဆိုရင်စာတင်ရမှာနဲ့အားတော့မှာမဟုတ်ဘူးစီခန်းလာပြီးမေနှုတ်ဆက်လာတော့ကကြကြမနေပဲတခါတည်းထွက်သွားတာသိလားစီကတိတ်ဝမ်းနဲ့တက်တာနဲ့စီငိုမာကိုမေသိလို့မေခက်မြန်မြန်ထွက်သွားလိုက်ရတာစီငိုတာမြင်မေလဲငိုမိမှာတိတ်စိတ်မကောင်းဖြစ်မိမှာမေခုပကိုးမှာအသားကျနေပြီဆိုပါတော့မေအစကကြောက်တယ်လို့တော့မဟုတ်ပါဘူးမစိုးလာပါဘူးကိုပေမောင်ဇနီးဒေါ်ငိမ့်ခင်ဆိုတာကလည်းသဘောကောင်းပါတယ်တနာကျင်နာတတ်တယ်နည်းနည်းတော့ဩစာပေးတတ်တယ်မေနဲ့တော့လေဘေးဖြောင်းပါတယ်လေဘေးမဖြောင်းเสียလဲအကြောင်းမရှိပေဘူးမိမကြီးကခက်ဝဝဖြူဖြူတက်တက်တတိကတော်ကိုက်ပေါက်တယ်ခါးကြားမှာတော့တွဲကြီးအမြဲချိတ်ထားတယ်ခါးကချတယ်မရှိဘူးသူ့ယောက်ျားဥပေမောင်ဆိုတာကတော့ပိန်ပိန်နွဲ့နွဲ့အသက်45နှစ်လောက်ရှိပြီသူ့ဂုံဝိတေသနာတော့မြေပိုင်ရှင်တမာတိမြို့ဝင်ဖျားလူကြီးဆိုပါတော့တမာတိရှိတယ်မရှိဘူးဘာသာတရားကြည်ညိုတယ်မကြည်ညိုဘူးကိုတော့မေမသိဘူးဒါပေမဲ့မြို့ပေါ်မှာတော့ဂုံစီရှိလူကြီးတအုပ်ပဲသူတို့ကအတော်ကလေးချမ်းသာတယ်လယ်တွေမြေတွေလည်းရှိတယ်သူတို့အိမ်မှာဟင်းကောင်းကျွေးကောင်းတော့အမြဲချက်တယ်မိအဖို့များတော့ကျောင်းကနေပြီးအိမ်ရောက်သွားတယ်ဆိုတော့စားလို့တောက်လို့တော့အင်မတန်ကောင်းတယ်မေလဲအစားကြီးလာပြီကွစီလဲအိမ်ရောက်တော့နင်းချိန်မှာပေါ့ဟုတ်လားဥပိမောင်ကဟင်းကောင်းအင်မတန်ကြိုက်တယ်ထမင်းစားပြီးလဲဖြော်ရည်တစ်ခုတောက်ရမှမိနေတဲ့အခန်းကလေးအပေါ်ထက်လေကွင်းပတ်စီကိုမျက်နှာပြူနေတယ်ပဒင်းပေါက်ဖွင့်ပြီးမျှော်ကြည့်မယ်ဆိုရင်တောရဲ့ကြက်တည်းအလှကိုကောင်းကောင်းတွေ့ရတာပဲလေရတယ်အင်မတန်မှုေးတယ်လာတာတဲ့ညများဆိုရင်စီရဲတိတ်ပြီးကောင်းတာပဲမင်းခုစာတင်ရတဲ့နှင်းနဲ့ဝင်းဆိုတဲ့ကောင်မလေး2ယောက်ကတင်လို့တင်မတွက်လွယ်ဘူးနည်းနည်းညံထိုင်းနေဆိုရမှာပေါ့အင်္ဂလိပ်စာကို6တန်းအထိတင်ဘူးတာကိုအဲ့ဒါတချို့အတန်အတွက်တွေကမှားနေလို့ခဏခဏပြင်ဆူခိုင်းရတာပဲတခုရှိသေးတယ်စီရဲ့စန္ဒယာတင်ချိန်တွေမှာဆိုဒေါ်ငိမ့်ခင်ကအမြဲလိုအနားလာပြီးနားထောင်လေးရှိရဲ့တချို့နေရာများမှာသူကိုယ်တိုင်ဝင်တဲ့ပြီးဟဲ့ဝင်တိတိချာချာ drum ကိုပြီးအောင်တီး drum ကအင်မတန်အရေးကြီးရဲ့လက်ညိုးလက်ကလေးလက်တကြွယ်စုံအတန်3မျိုးထွက်အောင်စန္ဒယာခလုတ်ကိုခတ်လိုက်ရတယ်အဲ့ဒီလိုပြောပြီးတီးပြတတ်တယ်နောက်ဆီယာမရဲ့စက်တင်ပေးပါကျုပ်ငငယ်တုန်းကတော့အတော်တီးတတ်တယ်အခုမရတော့ပါဘူးမိကုံပါပြီတဲ့အမှန်ကတော့ရှေးလက်တင်ထင်ပါရဲ့နားထောင်လို့မကောင်းပါဘူးမဟာဂီတကတော့အမျိုးစုံရှိတယ်တရေဖုံပြီးမငိမ့်ခင်လို့ရွှေစလုံးထိုးထားတယ်ငငယ်ကဂီတအတော်ဝါဒနာပါဟင်တူပါရဲ့စန္ဒယာကြီးကဂျာမနီလို့အမျိုးပေါ့အတန်အတော်ကောင်းတယ်မြန်မာတချင်းရောအင်္ဂလိပ်တချင်းရောတီးလို့ကောင်းတယ်ခလုတ်တွေကတို့ယုံနဲ့အတန်မြည်တယ်ဒီလိုဆိုတော့စီကမေဟာတိတ်ပြောနေတယ်ကျင်နဲ့နေတယ်အောက်မိတ်ပါပဲဒါပေမဲ့စီရဲ့မေကအခုထက်ထိုက်တန်တဲ့တယ်လို့မေထင်တယ်စီလဲသိတဲ့အတိုင်းမေကအယောင်အသွေးတွေဂီတအတန်တွေတောက်တောက်ပြောင်ပြောင်တွေပြုံးပြုံးရည်ရည်တွေအင်မတန်မျှော်လင့်တာမေကဒီရဟာတွေနဲ့ကြော့နေချင်တာဒါတွေကိုမေဘက်တော့မှမရဘူးနောက်ပြီးမိမှာအဖော်လည်းမရှိဘူးမိမှာမိတ်ဆွေဆိုရင်စီကလွဲလို့တယောက်မှမရှိဘူးဒီအပြင်မိန်းကလေးတွေလိုသူများဂယုစိုက်ခံရတာမဟုတ်ဘူးဒါတွေများတွေးမိရင်မေတော့ယူးကျင်လာတာပဲစီနဲ့မေတို့ခဏခဏဆိုတဲ့ဟောဒီကြပြကိုသွားတတိရတယ်လက်ကြီးငွေကြီးလှိုင်းတာငွေကက်နားနဲ့ဣလျာပိုးလွှားမိုးအပြာလီပွေကပိုက်ထွေး
ရင်ဝဲမှေးသည်လာကွေးတိမ်ဝဲပြုံးပြုံးတကားဖူးငုံဝင့်မုံတင်ထူးပွင့်တော်ဦးရှင်ရွှေဖူးတန်ထိတ်စိမ့်ရွက်ပိတ်၍ချစ်မိတ်တုံလှဲ့ကြံမြည်ရွယ်သည်ရွက်ဝါပန်းဝဲဖုံဖုံတကားတင့်ဟန်ပြလျံတိမ်တိုက်လာကူပိုက်၍ဖူးကိုက်စိမ့်ရွက်ပွင့်ကိုဖက်၍ချစ်လျက်ကြစီကံမွဲမေမူကျင်ဝီတက်ကမုံတကားအဲ့ဒီကြပြရှင်နဲ့မိနဲ့အဖြစ်ချင်းတူနေပြီစီပဲတော့ဘကူးကိုလာလင်မလဲစီလာခြင်းနဲ့ဆိုတာမိသိပါရဲ့စီတို့ကတော့အကိုနဲ့တိတ်ဟန်ကြတာပဲသူ့ကိုပါစီခေါ်လာနိုင်တာပဲစီလို့သူသဘောကောင်းနေဟန်ကြမှာပေါ့ဒါပေမဲ့စီသူ့ကိုခေါ်လာရင်တော့မေရှက်နေမှာပဲတော်အောင်မယ်နော်ကျမ်းမာကြပါစေစီချစ်စွာသောမေမခင်စီသည်မိစာကိုဖတ်ပြီးလျင်မျက်ရည်ကလေးလဲနေ၏မိရလဲစီဖက်လျင်မျက်ရည်လဲမည်ဟုထင်လေသည်မခင်စီသည်မိစာကိုသူ့အကိုကျော်မြင့်အားပြလေသည်စီတငယ်ချင်းကတနာစရာပဲဒုက္ခများတိတ်ပြီးတယောက်တည်းဖြစ်နေရခြင်းနဲ့ဟုကိုကျော်မြင့်ကပြောလေ၏မခင်စီကခေါင်းညှိလေသည်မေကအင်မတန်ဖော်ရွေတာတော်တော်ကြာချစ်တဲ့ခင်နဲ့သူပေါ်လာမှာပါမေကချောသလားတိတ်ချောလာတယ်မဟုတ်ဘူးကိုရဲ့ဒါပေမဲ့ကြည့်လို့ကောင်းတယ်စပင်ကအတွန့်အယွန့်ကလေးတွေကတိတ်ပူဆန်နေမျက်လုံးပြကလေးအသားကလည်းဝင်းတခုကသူ့မှာအဝတ်အစားကောင်းကောင်းမရှိဘူးဒါဖြင့်စီကလက်ဆောင်ပွဲပေးပါလားကိုကျော်မြင့်ကဆီယာမာကလေးမေဤပုံပန်းကိုစိတ်ကူးဖြင့်မှန်းကြည့်လေသည်သူ့စိတ်ပုံကားတဲ့၌မေသည်အယမ်းမြင့်ဘူဆန်အပြိုမကလေးဖြစ်လေသည်မခင်စီကသူ့ကိုပြောမှပင်လက်ဆောင်ပေးရမည်ကိုတတိယလေသည်စီစဉ်းစားနေတာကမေစီလက်ဆောင်ပို့ရင်ကြိုက်မှကြိုက်ပါမလားမသိဘူးမေကနည်းနည်းမာနကြီးရထင်တယ်သူများကပေးတာကမ်းတာလို့ထင်ပြီးဝမ်းနေခြင်းဝမ်းနေမှာဟုမခင်စီကတွေး၍ပြော၏ကိုကျော်မြင့်ကရီလေသည်ဘာဆိုင်လဲစီရဲ့မေနဲ့စီကတိတ်ချစ်တဲ့တငယ်ချင်းပဲဘဲနဲ့သူမကြိုက်ပဲရှိပါမလဲလက်ခံရင်တော့တိတ်ကောင်းမှာပဲကိုပြောနေရကြတယ်စီဒီကနေ့ပဲသွားဝယ်ရအောင်ကိုလည်းမြို့ထဲသွားစရာရှိရဲ့မောင်နှမနှစ်ယောက်ကအဝတ်အစားလဲကမြို့ထဲထွက်သွားကြလေသည်သူတို့နှစ်ယောက်မှာတငယ်ချင်းများလိုရောဝင်ချစ်ခင်ကြသည်မြမအကိုလိုနှမအင်ဒရီကြီးတွေနဲ့မဟုတ်ကြတယောက်အရေးတယောက်ဖွင့်ပြောတတ်ကြသည်သူတို့သည်စကော့စီဘိုးချုပ်စီရှိပိုးတိုင်များတွင်ဝင်ကမေ့ဖို့အစဉ်ရွေးကြသည်ကျော်မြင့်ကအပြရင်များပါသောအကွက်အသွေးကိုရွေးသည်သူ့အကြောင်းပြချက်မှာမေသည်ဘူဆန်ချောသည်ဟုဖြစ်လေသည်မိကိုရောင်တကလက်ကွက်အင်ကြီးတစ်ထည်လဲချုပ်ကြသည်ကိုစီတို့တနေ့ပကိုးသွားလေကြအောင်နော်မေတိတ်ပြင်းနေရှာမယ်စီကိုလည်းသူတွေ့ချင်မှာပဲဟုတ်တယ်သွားလေဖို့ကောင်းတယ်ဒရိုင်ဘာမခေါ်ပဲကိုမောင်းပို့နိုင်တာပဲဤသို့ဖြင့်သူတို့သည်ပဲခူးမြို့ရှိဆီယာမကလေးမိထံသို့အလေသွားရန်ဆုံးဖြတ်ကြလေသည်လက်ဆောင်ပစ္စည်းများမှာမိထံသို့အချိန်တန်လျင်ရောက်သွားကြလေသည်မိသည်သူ့အိတ်ခမ်းသို့အထုပ်ယူသွားကကတင်ပေါ်တွင်ထိုင်ရင်းဖြေကြည့်လေသည်မိသည်သူ့ဖို့ကုတ်အင်းကြီးမန္တလေးပိုးအစင်စမ်းဂျိတ်ထမိန်များကိုရင်ခွင်တွင်ပိုက်ကနှစ်သိမ့်ကျေနပ်လေသည်နောက်သူသည်အခောက်ကိုကမှန်ရှိသွားရက်လျက်သူ့အသားနှင့်ကက်ကြည့်၏ကုတ်အင်းကြီးကိုလည်းဝစ်ကြည့်၏သူသည်ပြုံးကလက်ဆောင်များကိုတယိုတတိသူ့အဝတ်တစ်တာထဲသို့ထည့်လေသည်လက်ဆောင်ပေးရ၌မခင်စီ၏အကိုပယောကလည်းပါမည်ဟုသူတွေးလေသည်နောက်တစ်ခုမှာ
မခင်စီတို့မောင်နှမလာမိကိစ္စပင်ဖြစ်လေသည်တဖြည်းဖြည်းရက်များလဲကျသွားကမိမာပကိုးတွင်အတော်ပင်ဟန်ကြနေလေသည်ဥပေမောင်တို့အိမ်သို့လာလေကြသောသူများမှာမငိမ့်တို့တော့ရတနာပိုက်မိတာပဲဟုပြောကြလေသည်ပကိုးတွင်မျက်နှာကြီးတဲကဖြစ်သောမင်းတိုင်ပင်အမတ်ဟောင်းကတော့ဒေါ်အေးရှင်ကပင်မိကိုသဘောကျကနောင်အလုတ်တိလျှောက်လိုလျင်ထောက်ခံစာရေးပေးမည်ဖြစ်ကြောင်းပြောလေသည်ပကိုးတွင်မင်းပွဲဆိုးပွဲများတွင်သူအမြဲပါရာသတင်းစာထဲတွင်သူ့နာမည်ခဏခဏပါ၍သူ့ကိုယ်သူနာမည်ကြီးဟုမှတ်ထင်လေသည်မေကျေးဇူးတင်ကနောက်ကိုပြောပါမည်ဟုဂတိပေးလေသည်ဒေါ်အေးရှင်သည်မိအကြောင်းကိုသူ့တူအလုတ်လက်မဲ့မောင်ချစ်မောင်ကိုပြောပြလေသည်ဒေါ်လေးပြောသလိုဖြင့်ဥပိမောင်တို့အိမ်ကဆရာမလေးကအတော်တော်တာပေါ့ဟုမောင်ချစ်မောင်ကအချားနှင့်တဆင့်ချီးမွမ်းလေသည်မုတ်ဆိုးမဝင်းထောက်ကတော်ဒေါ်မြင့်မြင့်မှာကွန်ဗင့်မေတီလာရှင်ကျောင်းထွက်ဖြစ်ရာမေတို့စီလာတိုင်းမေနှင့်အင်္ဂလိပ်စာပေအကြောင်းပြောကသူဖတ်ပူးသောလင်္ကာများကိုဆွေးနွေးတက်လေသည်ဒေါ်မြင့်မြင့်ကမိကိုမိဟာအင်္ဂလိပ်စာလည်းအတော်ဖတ်တာပဲဟုချီးမွမ်းကစန္ဒယာအတီးမှာတော့တကယ်ရှားတယ်လက်ကြလက်နကလည်းပိအခုအတက်တွေကလည်းကောင်းဟန်တို့မင်းတို့ကလည်းရှိအတော်ကိုတော်ပါတယ်ကျုပ်တို့တော့ဝင်ထောက်ဆုံးသွားကြတဲ့ကပီယန်နိုမတီးတာအခုထက်တိုင်ပဲတီးကျင်စိတ်လဲမရှိတော့ပါဘူးဟုဆိုလေသည်ဤရဲ့ချက်သို့ရောက်လျင်ဒေါ်မြင့်မြင့်မှာသွားလေသူဝင်ထောက်ကြီးအားတတိယသည့်ဟန်ဖြင့်မျက်ရည်လေလာတက်လေသည်ဥပေမောင်မှာမိကိုအတိအလင်းချီးမွမ်းလေသည်ထို့ကြောင့်ပင်ဒေါ်ငင်းခင်ကမိကကိုမောင်ကတော့အိမ်ကကိုမောင်ကတော့ဆရာမကလေးကိုအတော်သဘောကျတာပဲဟုဒေါ်မြင့်မြင့်ကိုပြောပြလေသည်နှင်းနှင့်ဝင်းတို့ကိုစာတင်နေသည့်အခါများ၌ဥပေမောင်သည်အနားသို့လာရက်ကမိနှင့်စကားဆက်မီပြောတတ်၏မနက်ထမင်းစားပြီးသည့်အချိန်တွင်လည်းမိစားလို့မရက်လားဟုမေးတတ်၏ရက်များသည်တဖြည်းဖြည်းကြာသွားကမိမအိမ်သားတယောက်အဖြစ်ရှင်းနီးလာလေသည်မိသည်ညနေ၌နှင်းဝင်းတို့နှင့်အတူလမ်းလျှောက်တက်လေရာဥပေမောင်လည်းမိဘေးမှလိုက်ပါလေသည်တမီးနှစ်ယောက်ကိုအရှိတွင်ကြော်သွားစေ၍အနောက်မှသူနှင့်မိမစကားပြောရင်းလာလေသည်မိမသူပြောသမျှကိုမျက်လွှာချကနားထောင်လေသည်မိအဖို့မှာအတော်အရေးကြီးသည်ဥပေမောင်ကိုအယောမဝင်ရေးမဖြစ်ဒေါ်ငင်းခင်နှင့်လည်းတင့်မြတ်ရမည်ဒေါ်ငင်းခင်ကများသူ့ယောက်ျားနှင့်မတင်ကားလျင်သူအလုပ်ပြုတ်မည်ဖြစ်၏မိမခြေလမ်းမမားရအောင်နေလေသည်လေကွင်းထဲမှဖြတ်လာသောလေမှာတနွဲ့နွဲ့တိုက်ခတ်နေ၏တောလေကိုရသဖြင့်မိမျက်နှာမှာကြည်ရွှင်လာ၏သူ၏တွန့်ရယွန်ရခေါ်ကျော်စပင်များမှလည်းလှပ၍လာ၏ရခင်တိုင်အိုတုံးကယောက်ျားများကြိုက်ကြပိုးကြသောယူပါကိုပြန်ရလာ၏မေစန္ဒယာတီးနေသောအခါတွင်လမ်းပေါ်မှဖြတ်သွားကြသောလူများသည်ပဒင်းပေါက်မှပြန့်လွင့်ထွက်လာသောတချင်းတန်ကိုကြားကဘဲကစန္ဒယာဝိဇ္ဇာများလာတီးနေပါလေဟုအောက်မေ့ကြလေသည်မေသည်သူတယောက်တည်းစန္ဒယာတီးလျင်ပဒင်းပေါက်ကိုဖွင့်ထားလေသည်သူသည်စန္ဒယာတန်နှင့်အတူရောထွက်လာသောကျင်းငှက်ကလေးများအော်မြည်တံကိုသူအလွန်ချစ်လေသည်ပန်းချံမှစပယ်နှင်းစီတတိုင်းမှွေးတို့၏ရနံ့များသည်အပေါ်သို့လှိုင်ကလေအရင်တွင်ပြန့်လွင့်နေသောဂီတတန်နှင့်ပေါင်းစုကြလေသည်အုပ်အောငှက်ကလေး၏အုပ်အောအုပ်အောဟုရင့်တီလိုက်သောတေးတန်နှင့်ဂျိုးငှက်ကလေးများ၏ကုချွဲတန်များသည်သူဂီတမှတ်ညံတွင်သို့ဝင်ရောက်ကမှတ်ညံမှလှုံ့ဆော်သောစန္ဒယာလက်တံမှနူးညံ့သောငွေတံဖြစ်စေလေသည်မိမာပကိုးဒူကုံတံပိုင်းတွင်တနေ့တခြားအတိအကျွမ်းများလာသည်အိမ်သူအိမ်သားများကလည်းသူ့ကိုချစ်ခင်လျက်ရှိသည်ဆီယမကလေးရောက်သည့်အတွက်လည်းသူတို့အိမ်မှာစမ်းပွင့်လျက်ရှိသည်ထို့နောက်ပကိုးသို့ဝင်ထောက်အသစ်နှင့်ဆရာဝန်ကြီးအသစ်ပြောင်းလာကြသည်အရာရှိများအသစ်ရောက်လာလျင်မိတ်ဖွဲ့ရန်ဥဖို့အရေးကြီးလေသည်ဒေါ်ငင်းခင်ကသူတို့အိမ်တွင်ဥယျာဉ်ပွဲကျင်းပဖို့အချိန်တော်ပြီဟုတွက်လေသည်ဥယျာဉ်ပွဲတွင်
ဝင်ထောက်အသစ်နှင့်ဆရာဝန်ကြီးအသစ်ကိုဖိတ်ကြား၍မိတ်ဖွဲ့ရမည်ဖြစ်လေသည်ဥယျာဉ်ပွဲဆိုတော့လဲဥယျာဉ်ပွဲတတ်မဟုတ်ဖျားကိုးစုနှင့်တွဲ၍ပြုလုပ်ဖို့ဖြစ်လေသည်အိမ်ရှိပန်းချံမြက်ကင်းပါလဲပန်းတွေအတော်စုံလင်စွာရှိနေရာဥယျာဉ်ပွဲပြုလုပ်ဖို့အကောင်းဆုံးဖြစ်လေသည်နောက်ဆုံး၌ဒေါ်ငိမ့်ခင်ကဖျားကိုးစုကက်မီပွဲနေ့ကိုရကတ်တက်လိုက်လေသည်အများအားဖြင့်လူကုန်ထံပွဲမှာပကာတနရောင်တို့မျက်စိကျိန်းလောက်အောင်တောက်ပြောင်၍နေမြဲဖြစ်လေသည်အိမ်နီးချင်းကတော်များကလည်းဥယျာဉ်ပွဲအတွက်အားတက်သရောကူညီကြသည်ထိုနေ့တွင်သူတို့သည်အလုတ်များလျက်ရှိကြသည်အပေါ်ဓာတ်တွင်လည်းဖျားစဉ်ကိုဗဒီးစီဂျိုတကွန်ကုတ်ကားတို့ဖြင့်မြိုင်နေအောင်ပြင်ဆင်ကြ၏မီလုံးအစိမ်းအနီများလည်းတက်ဆင်ထား၏ငွေပန်းစိုက်အိုးများတွင်လည်းပန်းများကိုဝီနေအောင်ထိုးထားကြ၏အိမ်ရှိမြက်ခင်းပေါ်မှကလထိုင်စပွဲများအစီအရင်ခင်းထား၏ပန်းယုံဘေးတွင်စန္ဒရာကြီးချထား၏အားလုံးတွင်အေးအေးစီစီအနိုင်ဆုံးကမေပင်ဖြစ်လေသည်သူသည်သူ့အခန်းထဲ၌အဝတ်လဲလျက်ရှိစဉ်ညနေတွေ့ရမည့်ပွဲကိုစဉ်းစားကာပြုံးမိလေသည်ဒေါ်ငိမ့်ခင်မှာအိမ်ကိုပြင်ဆင်ရာ၌ဆရာမကလေးကအကူအညီကိုနာယူလေသည်ဆရာမကလေးကသဘောကျမှသဘောကျသည်ဟိုနေရာလဲဆရာမကလေးဒီနေရာမှာလဲဆရာမကလေးနေရာတကာတွင်ဆရာမကလေးပါမှာမှိုင်းမုံပြဝေးတိမ်ညူပန်းတန်းတဲ့အချီနန့်တာလှိုင်ဝေးစိန့်ကြီးမြိုင်ကြီးလန်းဆန်းပြီစမ်းငွေယုံသာစမ်းလာတဲ့ချီတိမ်ကြိုကြားမှာတွားကပျော်ရွှင်ပြီတိမ်ကြိုကြားမှာတွားကမိန်ချီလင်းချီခင်ကိုလီတွေးရခတ်အောင်ပြောင်လို့လောင်လို့တမေနေပါကလားယုံငွေမေဒီတူတူကလေးတချင်းစုကမှန်နေကုန်ရှိတွင်ရက်လျက်အလှပြင်၍နေလေသည်နေရောင်ကြီးသည်လင်းနေသည်မြေသည်ဝင်းနေသည်ငှက်ကလေးများလည်းတေးတည်နေကြသည်တလောကလုံးပျော်ရွှင်နေသည်မေသည်ပေါင်တာရိုက်ပြီးလျက်အင်ကြီးအဝတ်အစားလဲလေသည်ပိတ်အင်ကြီးအဖြူတွင်ငွေကျဲသီးကလေးကိုတက်၏အညွန့်တက်အတွန့်အခက်ကလေးကော့နေသောစပင်ကြားတွင်ပန်းရောင်နှင်းစီဖဲပွင့်တပွင့်စိုက်၏ရင်ဘတ်ပေါ်တွင်ခေါင်းနှင့်စင်တူနှင်းစီပွင့်တပွင့်ထိုး၏ထမိန်မှာမက်ခင်စီတို့လက်ဆောင်ပေးသောအပြာရောင်ချိတ်ဖြစ်လေသည်ထမိန်ပြာမှာမီနှင့်အလွန်လိုက်သည်လက်ပတ်နာရီကျိုးမှာလည်းထမိန်နှင့်စင်တူအပြာနုရောင်ဖဲကျိုးကလေးဖြစ်လေသည်မေဒီပြီးလျင်ကိုလက်ဆန့်ကမှန်တွင်ဘဲပြန်ညာပြန်လှည့်၍ကြည်နေသည်နောက်အပြာနုရောင်ကတိပါမန္တလေးဖက်နှက်ကိုစီးကအောက်ထက်သို့ဆင်းသွားလေသည်ဧကန်းတွင်ဥပိန်မောင်နှင့်တွေ့လေသည်ဟာဆီယာမကလေးပါလားဟုမိကိုမျက်တောင်မခတ်စိုက်ကြည့်ရင်နှုတ်ဆက်လေသည်နောက်မှဆီယာမကအတော်ကြည့်ကောင်းတာပဲဟုနှုတ်ဆက်လေသည်မိမဘာမှပြန်မပြောဘဲပြုံး၍သာသူ့ကိုကြည့်နေ၏ဆီယာမလေးကရိုးရိုးကလေးနဲ့ရင်တာညနေဘက်ကောင်းကင်အပြာနဲ့ထမိန်ချိတ်အပြာဟာအသွေးချင်းဟက်ကြနေတာပေါ့ဘလောက်အဆင်ပြေတယ်လဲလို့ခေါင်းကပန်းရောင်နှင်းစီပွင့်ကလေးဆိုလဲဝင်းတော်မင်းဆဲဆဲနေလို့ဥပိန်မောင်ဤဟိမဝန္တာချီမွန်ကန်ပြော၍စာပိုက်အစုံလောက်တွင်ဧကန်တဲ့သို့ဒေါ်ငိမ့်ခင်ဝင်လာသည်ဒေါ်ငိမ့်ခင်မှာနောက်ဆုံးစကားလုံးကိုသာတဲ့တဲ့ကြားလိုက်ရ၍ဟုတ်တယ်တော်တော်ကြာနေဝင်တော့မယ်လာလာဆီယမမြက်ခင်းပေါ်သွားပြီးပြင်တန်တာပြင်ရအောင်ဆီယမကိုလိုက်ရှာနေတာခုနကပဲအပေါ်ကိုရောက်ခဲ့တယ်ဟုဆိုကမေနှင့်အတူဥယျာဉ်ပွဲပြုလုပ်မည်မြက်ခင်းနေရာသို့တွားကြလေသည်မြက်ခင်းမှာကက်ကြီးဖြင့်ဖြတ်ထားသဖြင့်ညီညာပြန့်ပြူးနေသည်ကွန်တိန်နာတဲမှကလားများမှလည်းအိုက်စခရင်လက်ဖက်ရည်ကိတ်ဆန်ဝစ်စသည်တို့ကိုပကံများနှင့်ပြင်ဆင်လျက်ရှိကြသည်ပန်းယုံများအကြားမှာထိုးထားသောအရိပ်များမှာရှေ့လျားတီထက်ရှေ့လျားလာကဥယျာဉ်ပွဲနေရာကို
အေးမြတာယာအောင်ပြုလုပ်ပေးလေသည်ဧည့်သည်များရောက်လာကြပြီဒေါ်ငိမ့်ခင်နှင့်ဥပိမောင်တို့မှာဝင်းဝဘက်မှလာသူများကိုကြိုဆိုနှုတ်ဆက်ကာနေရာထိုင်ခင်းညှို့နေကြလေသည်မိမာသူတိသောဧည့်သည်များကိုဧည့်ခံစကားပြောနေသည်နှင်းနှင့်ဝင်းတို့မှာမိမတငယ်ချင်းများနှင့်ဆူဆူညံ့ညံ့ဧည့်ခံစကားကောင်းနေကြ၏မကြာမြင့်မီကပင်ပန်းချံနေရာကွက်တွင်ပဲခူးမျိုးမှလူကုန်ထံများဖြင့်ပြည့်နှက်ကပိုးရောင်စိန်ရောင်တို့ဖြင့်ပြိုးပြိုးပြက်၍လာလေသည်လာရောက်သူများမှာအစိုးရအရာရှိများနှင့်ပတ်စံရှိသူများသာဖြစ်ကြလေသည်ခက်လန်းလန်းမှနေကြည့်လျင်ပန်းချံတွင်လိပ်ပြာများအုံနေသည်ဟုမှတ်ထင်ရလေသည်မိမပိုင်းမှဓာတုပေဒလားအစ်စ်လားဟုခွဲခြား၍မရသောစိန်ရောင်များတဝင်းဝင်းလက်နေ၏မြို့ပေါ်ရှိအပြိုများမှလည်းအလှပြနေကြလေသည်အချိန်ကြလျင်သူတို့ငန်းငန်းတက်တိကျင်ခင်ကျင်ကြသောဝင်းထောင်းနေဆရာဝန်ကြီးရောက်လာကြလေသည်ဥပေမောင်နှင့်ဒေါ်ငိမ့်ခင်တို့ကဥဆောင်၍အားလုံးကိုမိတ်ဆက်ပေးလေသည်မိမာပန်းခက်ကလေးများကိုပြင်ဆင်လျက်ရှိနေစဉ်ဒေါ်အေးရှင်နဲ့အသက်30ကျော်လူကြီးတို့ရောက်လာကြလေသည်မင်းတော်တော်ပင်ပန်းနေပြီလားမပန်းပါဘူးအန်တီဟုမေကပြုံး၍ပြန်ပြောလေသည်ဟောမိတ်ဆက်ပေးရအောင်မယ်ဒါကနောက်ပြောင်းလာတဲ့ဝင်ထောက်ဦးစိန်တင် ICS ဒါကမေဝင်ထောက်နဲ့မေတို့သည်ခေါင်းညိတ်ကအပြန်အလှန်နှုတ်ဆက်ကြလေသည်ဝင်ထောက်မှာအင်္ဂလန်မှပြန်လာသော ICS ဖြစ်ရာဘိုးဆန်သောမေကိုအင်္ဂလိပ်လိုစကားပြောလေသည်မေမှာဘီလက်သူပမာအင်္ဂလိပ်စကားကိုတွက်လက်စားပြောနိုင်ရာဝင်ထောက်နှင့်စကားကောင်းနေကြနေသည်ဝင်ထောက်မှာမေဤနားထောင်ကောင်းသောစကားလုံးများကိုအံ့ဩနေကြ၏သူတို့သည်ဂီတအကြောင်းမန္တလေးအကြောင်းပန်းအကြောင်းများကိုပြောကြလေသည်ပရိသတ်မှလည်းမေကိုချီးမွမ်းကအံ့ဩနေကြလေသည်သူတို့မှာရေပတ်ဝင်ဝင်အောင်ပြောနေကြသဖြင့်ဒေါ်အေးရှင်ကပင်စကားပြောရအောင်ဟုပြောကာအခြားဘက်သို့ထွက်သွားလေသည်ဒေါ်မြင့်မြင့်ကဒေါ်ငိမ့်ခင်ကိုလက်ကုပ်ကာစကားပြောတော်တော်ကောင်းတဲ့ကောင်မလေးဟုမှတ်ချက်ကြလေသည်အလင်းရောင်ပြောက်ကအပေါင်တန်းလာပြီးဖြစ်၍မီးများပင်လင်းလက်လာလေပြီလက်ဖက်ရည်ပွဲကိုလည်းစလေပြီမေဤလက်ရာဘက်မှဝင်တောက်ထိုင်၍လက်ဝဲဘက်မှတရားသူကြီးဦးသက်ဝင်းဤသားမောင်သိန်းဟန်ထိုင်လေသည်မေသည်ကျဲများအလဲလာမင်းပမာဖြစ်နေသည်မေဤအယောင်မှာအခြားမိမ့်မပြူများဤအယောင်ကိုလွှမ်းမိုးတောက်ပြောင်နေသည်စားဖွယ်တောက်ဖွယ်များသုံးဆောင်လျက်ရှိကြစဉ်ဒေါ်ငိမ့်ခင်ကမိကိုစန္ဒယာတီးရန်ပြောလေသည်ဘာတချင်းတီးရမလဲမပြောတတ်ဘူးဟုမေကဝင်ထောက်နဲ့မောင်သိန်းဟန်ဘက်လှည့်ကာပြောလေသည်ကျုပ်တော့ရွှဲရွှဲမြဆိုတဲ့တချင်းကိုသဘောကျတယ်မေသည်ဆောင်းတော်ကူပန်းယုံဘက်ရှိစန္ဒယာရှိရာသို့ထသွားလေသည်လူများသည်မေ၏အမူအရာကိုသာကြည်ကျင်မြင်ကျင်နေကြသည်မေသည်စန္ဒယာခုံတွင်ထိုင်လိုက်သောအခါစန္ဒယာ၏ညိုမှိုင်းသောအယောင်ဝယ်မေ၏လှပသောတရံမှာထင်ရှားစွာပေါ်နေလေသည်မေသည်စန္ဒယာကိုစမ်းကာဘွဲ့ခံလေသည်ဟော့ကြည့်မေလက်တုံနေတယ်ဟုဒေါ်အေးရှင်ကဒေါ်ငိမ့်ခင်ဘက်ကိုလှည့်၍မေးငေါ်၏တို့ရာတွင်မေသည်ဘယ်တော့မှလက်မတုံပြီဒိုင်အိုကျောင်းမှာဆရာဖြစ်တင်ကောလိပ်ကျောင်းမှာနေစဉ်ကတည်းကပွဲတိုးခဲ့ဘူးလေသည်မေမှာဆိုရတီးရသူလည်းဖြစ်လေသည်ဤမြပရိသတ်ကိုမေကအပြော့သားထင်လေသည်ဘွဲ့ခံဆုံးသွားလျင်မေဤပိဤအေးဆက်သောစန္ဒယာတန်နှင့်အတူနူးညံ့ညိတ်ဆန်သောစန္ဒယာတန်မှာတချင်းတန်မှာမြိုင်မြိုင်ကြီးထွက်ပေါ်လာလေသည်ဂီတနားလေသောသူများကလည်းမိကိုတီတိုးချီးမွမ်းကြလေသည်တချင်းကန်ကြီးနှင့်ကျိုးဆုံးလျင်မေသည်ပက်ပြိုးတစ်ပုတ်ကိုကောက်တီးလေသည်ပက်ပြိုးမှာချစ်သမျှကိုတစ္ဆာတိုင်းပက်ပြိုးဖြစ်ရာတချင်းစာသားကလည်းအသားပါအတန်ကလည်းချူရာမေဤအတန်မှာလူတိုင်းဤနားဝဲတလွင်လွင်တာနေလေသည်ချစ်သမျှကိုဆုံးသွားလျင်ကာလပေါ်တစ်ပုတ်တီးရန်ပွဲတောင်းကြပြန်လေသည်ဒီညအဖို့
ပရိသတ်များ၏စိတ်တွင်မေသည်မိုးကြနတ်မယ်ကလေးဖြစ်လေသည်သူတို့စိတ်တွင်မေသည်ပြသောတိမ်တိုက်အကြားမှနှဆောင်းကိုတီးခတ်နေသည်ဟုထင်ကြလေသည်သူတို့ပတ်ဝန်းကျင်တွင်အရာအားလုံးတို့သည်နုသမျှနုရင်သမျှရင်လှသမျှလှနေသည်ဟုထင်လေသည်အတီးကောင်းအဆူကောင်းအလှမဲမေသည်ကာလပေါ်တခြင်းတစ်ပုဒ်ကိုတီးရပြန်လေသည်မေဤတခြင်းတံမှတပါအားလုံးငြိမ်သက်၏ဂီတဝါဒနာမပါသူများကပင်နားဆိုင်၍ထောင်၏ပရိသတ်၏အာယုံမှာထမိန်အပြာကျိတ်ကလေးနှင့်ပန်းရောင်နှင်းစီပွင့်ကလေးနှင့်နားထောင်၍မညီသောကြည့်၍မညီသောနတ်သမီးဖြူကလေး၏အာယုံတစ်ခုတည်းသာဖြစ်လေသည်မေအဖို့မှာຫນွေအလှကိုမြင်၍ဘဝင်ကြည်ကြည်နုသောရွှေကြိုးမယ်အုပ်အုံးမယ်ကလေးဖြစ်မှန်းမသိဖြစ်လေသည်သူနှင့်ရွယ်တူမိမ့်မပြူအအိုများပင်တချင်းကတာလွန်းချိုလွန်းလာ၍မိကိုမနာလိုရမှာကိုမိကဆိုက်၍နားထောင်နေမိကြလေသည်နောက်ထပ်ပွဲတောင်းမှကြောက်သဖြင့်မေသည်တချင်းဆုံးလေရင်စန္ဒယာခုံမှထကာပရိသတ်ထဲရောက်နေလေသည်မိမှာချီးမွမ်းသူများချမ်းရံလျက်ရှိလေသည်မိအဖို့မှာအောင်ပွဲမင်္ဂလာကြီးဖြစ်လေသည်အားလုံးသောပါဇက်ဖျားမှာမေဤအမိသာခေစားလျက်သူတို့အားတဲ့ခင်းကျွေးမွေးသောအိမ်ရှင်ဥပေမောင်နှင့်ဇနီးဒေါ်ငင်းခင်ကိုပင်ခိတ္တမိနေသလားဟုအောက်မေ့ရလေသည်မြည်သူမြနှင်းကိုစန္ဒယာတီးရန်မတောင်းပန်ကြဘသူမှဝင်းကိုတချင်းဆိုရန်ပွဲမတောင်းကြအเจ้าမှာမေသည်ကြီးငတ်ပေါင်းအလဲမှာဒေါင်းမကလေးဖြစ်နေ၍ဒေါင်းမကလေးအကကိုသာမြင်ကျင်ကြ၏ဒေါင်းမကလေးအိုးဝေတွန်တန်ကိုကြားကျင်ကြသည်ဖုံးရှိရောက်ကဖုံးမဲ့ပျောက်ရတော့သည်ဒေါ်ငင်းခင်မှာမေဤနေရပွဲသူ့သမီးကျော်နှစ်ယောက်ဤကျဲရောင်လရောင်များမလန်းမိုးနိုင်သည်ကိုခံပြင်းနေလေသည်မေကြောင့်ပင်ပြိတ္တအားလုံးကသူတို့ကိုအေးမဆိုင်ကြတို့ဖြစ်လေရာဒေါ်ငင်းခင်သည်စမ်းအပွင့်ကြီးပွင့်လျက်ရှိသောမေကိုမနာလိုကြီးမနာလိုလျက်ရှိလေသည်စန္ဒယာတီးပြီးကြလျင်အပေါ်တက်မှကြေးစီတန်းထွက်ပေါ်လာသည်တချို့လည်းအပေါ်တက်ဖျားပူကြသည်တဖြည်းဖြည်းညှိနှံလာကပရိသတ်လည်းဆဲသွားလေသည်မေသည်လူတွေအခန့်ရလွန်းလို့ညီးစီစီနေသည်ဟုအကြောင်းပြကအိမ်ပေးပန်းကြံထဲတွင်ထိုင်နေလေသည်လမှာလည်းပပဝင်းလျက်ရှိ၏တိရွက်အခက်လက်များမှာလရောင်တွင်ငွေရည်လူးထားသလိုမှတ်ထင်ရလေသည်သူသည်ညနေကဥယျင်ပွဲကိုတွေးနေလေသည်ဒေါ်ငင်းခင်ကသူ့ကိုမကြေနပ်ဖြစ်နေသည်ကိုသူသိလေသည်တချင်းဆိုရာတွင်လည်းမိကိုစိန်ကြောင်နီလာပတ်ပြိုးကိုဆိုရန်ပြော၏မိကအတိတ်ပဲပါသောချစ်သမျှကိုသာဆိုလေသည်ဩဇာပေးတတ်သောသူမှာမိမိဩဇာမတည်သဖြင့်မကြေနပ်ပေညစာထမင်းစားရာတွင်ဒေါ်ငင်းခင်၏မျက်နှာမှာသူ့ကိုသဘောမကျသည့်ပုံစံမျိုးပေါ်နေလေသည်မေသည်သူ့အားမနာလိုကြပြီကိုသူသိလေသည်သူသည်ဟိုတွေးဒီတွေးနေရမှမက်ခင်စီတို့စီရောက်သွားလေသည်မက်ခင်စီမှတဆင့်ကိုကျော်မြင့်သူ့အနောက်မှခြေတံကြားရသဖြင့်မေသည်အတွေးကိုရက်ကလှဲ့ကြည့်လေသည်ဥပိန်မောင်ဖြစ်လေသည်မေတယောက်တည်းပဲလားဟုတ်ကဲ့လင်းငင်းခံနေပါတယ်နည်းနည်းလေးပန်းတာနဲ့မေသည်နောက်ထပ်စကားရှာမတွေ့သဖြင့်ဆက်မပြောဘဲနေလေသည်အမှန်မှာသူကလည်းစကားရှိမပြောခြင်းပြီတို့ရာတွင်ဥပိန်မောင်မှာတော်တော်နဲ့ပြန်အောင်မည်မဟုတ်ဟုတ်တယ်လာကလေးရတသားလေငင်းကလည်းတဖြူဖြူနေရကြတာပေါ့အခုလိုညကတိတ်တာရနေတော့အေးအေးစီစီအရသာခံလို့ကောင်းတာပေါ့ကြည်ပါလားပန်းတွေတောင်ညအလှကိုကြည်နူးနေကြတယ်သူပြောသလိုပင်ပန်းယုံများမှအပွင့်အရွက်အခက်များသည်လေငင်းဝယ်စော့နေကြလေသည်ဥပိန်မောင်သည်သူ့အနားသို့တိုးကပ်လာလေသည်မေသည်အိမ်ပေါ်သို့တက်ရန်အချိန်တော်ပြီဟုအောက်မေ့သဖြင့်နေရာမှထလိုက်လေသည်မေအိမ်ပေါ်တက်တော်မယ်ဟုမေကခြေလမ်းပြင်ရင်ပြော၏ညနေကမေပြင်းတို့တီးရတိတ်ကောင်းပါလားဘကိုးကလူတွေကတော့မေကိုတိတ်သဘောကျတာပဲသဘောလဲကြလောက်ပါတယ်မေကတိတ်တော်တာကိုမေမှမပြန်ရသည်ပဲသူ့စကားကိုနားထောင်နေရလေသည်နောက်ပြီးမေကလှတော့လူတွေကိုငင်းနေကြတာပဲစကားဆုံးနေသူသည်မေဤပခုံးကိုကင်က
ကုန်း၍နမ်းလေသည်မေသည်မျက်နာကိုနှိမ်ချလိုက်၏ဥပေမောင်၏နှာခေါင်းမှာမေ၏နဖူးကိုခတ်၍စတုံးမှဘီးနှင့်ပုတ်သွားလေသည်ဖျားလူကြီးဥပေမောင်နောက်ထပ်နမ်းရန်အချိန်မရမီမေသည်အပြေးကလေးအိမ်ပေါ်သို့တက်သွားလေသည်မေမှာသူ့အိတ်ခမ်းသို့ရောက်လျင်ဘာမှမဖြစ်သလိုပေါ့ပေါ့ပါပါရွှင်ရွှင်လန်းလန်းပင်ရှိလေသည်စင်ဝင်ခန်းစည်းကြမှချောင်းကြည့်နေသောဒေါ်ငိမ့်ခင်မှာသူတို့အဖြစ်အပျက်ကိုအစကအဆုံးမြင်လေသည်မိကိုဤအိမ်မှအမြန်ဆုံးထွက်သွားရမည်ဟုသူသည်ဆုံးဖြတ်လိုက်လေသည်မိကတိသည်မှာဥပိန်မောင်ကသူ့ကိုကြိုက်နေပြီဆိုတာသာဖြစ်လေသည်ဤကိစ္စမှာဥပိန်မောင်ကိုရှောင်လွဲမျက်နာမဆိုင်ပဲနေလျင်ပြီးမည်ဟုသူတွေးလေသည်မိသည်ဖွင့်ထားသောပတင်းပေါင်းမှကောင်းကင်သို့မော်ကြည့်လိုက်လေသည်ငွေနားကွတ်ထားသောတိမ်တိုက်အဖြူများသည်မိုးရိပ်မိုးသားကင်းစင်အောင်ကောင်းကင်ဝဲလွင့်ပါနေကြလေသည်